ဟောင်ကောင်မြို့လေလမ်းမကြီးပေါ်မှာနေတူကသွားလာလှုပ်ရှားနေတဲ့လူတွေကတော့အများကြီးပါပဲအဲ့ဒီထဲမှာပေါင်တန်းဖြူဖြူသွယ်လေးတွေပိုင်ဆိုင်ထားတဲ့မိမချောလေးတွေကိုမှစိတ်ဝင်စားလိုက်ကြည့်နေတဲ့ဘဲကြီးတစ်ပွေလည်းရှိနေပါတယ်သူကဗီဒီယိုကင်မရာတစ်လုံးကိုကင်ပြီးကောင်မလေးတွေရဲ့ပေါင်တန်းဖြူဖြူကိုမတိမတာလေးလိုက်ရိုက်နေတာလေးသူ့နာမည်ကချင်ချိလိုက်ပါဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ထောက်လှမ်းရေးအထူးအေဂျင့်တွေဖြစ်ကြတဲ့မစ္စတာချန်ဒူဝါနဲ့ဆူအန်တို့ကမကြခင်မှာလက်ထပ်ဖို့ရည်မှန်းထားကြတဲ့ချစ်သူတွေဖြစ်ကြပါတယ်လက်တလောသူတို့ရဲတပ်ဖွဲ့အတွက်အကြီးကျယ်တိတ်ခါကြနေရတဲ့အမှုတစ်ခုကလည်းရှိနေပါအဲ့ဒီအမှုကတော့တလားတစ်ခါလောက်ခက်ချောချောကောင်မလေးတွေရဲ့ပေါင်တွေပြက်ပြီးအသက်ခံနေရတာပဲဖြစ်ပါတယ်သတင်းတောက်တွေရဲ့မထီတထိမေးခွန်းတွေသတင်းဌာနတွေရဲ့လှောင်ပြောင်ခဲ့ရတဲ့တွေကလည်းအတော်လေးကိုစူညံနေပါပြီပြည်သူတွေရဲ့စိုးရိမ်စိတ်တွေကလည်းတရိပ်ရိပ်နဲ့မြင့်တက်လာနေပါတော့တယ်အတူအဆတွေရှာတဲ့မိမကြီးတယောက်အမိုက်ပုံကိုသွားဖွာနေတော့မှာပဲအသစ်ဆက်ဆက်တက်တာတစ်လုံးကိုအမတ်မထင်တွေ့သွားပါတယ်ဝမ်းသာအားရနဲ့တက်တာကိုဖွင့်ကြည့်တဲ့အခါမှာတော့ပေါင်ကြီးပြက်နေတဲ့သွေးတန်ရရဲနဲ့မိန်းကလေးတယောက်ရဲ့အလောင်းကိုမြင်တွေ့ပြီးငဲသံပအောင်အော်ကထွက်ပြေးသွားပါတော့တယ်တိတ်မကြခင်မှာပဲရစ်တက်ဖွဲ့ဝင်နေတဲ့အတူထောက်လိုင်းအရာရှိချန်ဒူဝန်တို့ရောက်ရှိလာပြီးအလောင်းကိုစစ်ဆေးတာတွေတဲလွန်စားရှာတာတွေလုပ်ကြပါတယ်ဖြတ်ခံရတဲ့ပေါင်နေရာကအမတ်သားလှုပ်ထားတဲ့မှင်ရတချို့နဲ့တခြားတဲလွန်စားတွေဆက်ဆက်ပြီးတရခန်ဟာကောင်မလေးတွေရဲ့ပေါင်ကိုမပြတ်ခင်မှာမုစကူဒူးလေးရှိတဲ့ဆိုတဲ့အကြောင်းအဖွဲလိုက်လောက်တာမဟုတ်ဘဲတယောက်တည်းလောက်တာလို့လည်းကောက်ချက်ချကြပါတယ်ရုပ်စင်ကြီးဖုံးရဲ့ခက်တဲ့ရက်ွက်လေးကကားတစ်စီးတလေဖြတ်မောင်းသွားတဲ့အတန်ကလွှဲရင်များသောအားဖြင့်အေးချမ်းနေပါတယ်တိတ်ဆိတ်တဲ့ရက်ွက်လေးရဲ့အိမ်တိမ်မှာဆူအန်နဲ့ကယ်လီတို့ညီမနှစ်ယောက်အတူနေကြပါတယ်သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်သိချစ်ကြတဲ့ညီမအရင်နေပါရဲဌာနမှာအလုပ်လုပ်နေတဲ့ဆူအန်ကတွက်လက်ထက်မြက်တဲ့မိန်းကလေးတယောက်ဖြစ်သလိုအပြင်ကုမ္ပဏီတစ်ခုမှာလုပ်နေတဲ့ကယ်လီကလည်းအေဂျင့်တည်ငြိမ်တဲ့ကောင်မလေးတယောက်ပါပဲနေအောင်စလုံးမှာတူညီတဲ့အချက်ကတော့လေပြန်ငေးလောက်အောင်ရမ်းချောကြတာပဲဖြစ်ပါတယ်နေအောင်ကြီးခက်ပြင်းပြင်းကမြို့ပြအပေါ်မှာလွှမ်းခြုံထားပါတယ်အေဂျင့်မလေးဆူအန်တယောက်ကတော့ရာဇဝတ်လူဆိုးခိုင်းကြီးရဲ့အဓိကသက်သေတရခန့်ကိုလေစိတ်ပို့ဖို့ရအတွက်လှုပ်ဖော်ကင်ပဲရဲရာရှိတဲ့အတူကားတစ်စီးနဲ့ထွက်လာခဲ့ကြပါတယ်လမ်းမှာပဲလူဆိုးခိုင်းကလူတွေဂျားကဖြတ်ပြီးတိုက်ခိုက်တာကိုခံခဲ့ရပါတယ်ဆူအန်နဲ့လူဆိုးခိုင်းတို့အပြန်အလှန်ပစ်ခတ်နေတဲ့ဂျားကပဲရေကူးမျက်မှန်လိုဒီကျင်မျက်မှန်တက်ထားပြီးကင်မရာခိုင်ထားတဲ့လူတစ်ယောက်ဟာမကြောက်မရွံ့နဲ့ပစ်ခတ်နေတဲ့လှုပ်ရှားမှုတွေကိုဗီဒီယိုမှတ်တမ်းယူနေလို့လုံခြုံတဲ့နေရာမှာနေဖို့ဆူအန်ကအော်ပြောခဲ့ရပါသေးတယ်အဲ့ဒီပွဲမှာအဓိကသက်သေခံကိုအန်ရမဖြစ်အောင်ကာကွယ်နိုင်ခဲ့ပေမဲ့ဆူအန်ရဲ့လှုပ်ဖော်ကိုင်ပဲရဲရာရှိတချို့ကိုဆုံးရှုံးခဲ့ရပြီးခုံပြန်ပြေးလွှားနေရတော့သူမကင်လာတဲ့လက်ကင်အိတ်ကပါအစားအနှရှာမရအောင်ပျောက်ဆုံးသွားခဲ့ပါတော့တယ်ဆူအန်ရဲ့လက်ကင်အိတ်ကိုကောက်ယူသွားတဲ့ငနေကရဲတပ်ဖွဲ့ကအသေးရအရှယ်ရလိုချင်နေတဲ့နာဘူးကောင်ချင်ချိလိုက်ဖြစ်ပါတယ်ငနေကသွားရင်လာရင်အခင်းဖြစ်နေတဲ့နေရာရောက်သွားပြီးဆူအန်အသက်လူပြီးပြစ်ခတ်နေတဲ့အချိန်မှာမလုံးတလုံးနဲ့ပေါင်တန်းဖြူဖြူလေးတွေအန်နာဝဲရအနက်ရောင်လေးတွေပေါ်တာကစားဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ်တိုးလေးတွေလိုနူးညံ့တဲ့ကောင်မလေးတွေနဲ့ပဲကြုံမှုတဲ့အချင်းချိလိုက်အတွက်လူစိုးကိုင်းကဘဲကြီးတွေနဲ့ရင်ဆိုင်ရှင်ပြိုင်ပြီးခက်ကြမ်းကြမ်းဆော့ပလော်တီနေတဲ့ဆူအန်ကိုအရန်ကြိုက်ပြီးသွားခဲ့ပါတော့တယ်ငနေကအိမ်မှာသူရိုက်လာတဲ့ဗီဒီယိုကိုပြန်ကြည့်ရင်ဖီးတွေတက်နေခဲ့ပါတယ်သူကောက်ယူလာခဲ့တဲ့အိတ်ကိုတွန်းချလိုက်တော့ဆူအန်ရဲ့ ID ကတ်တွေတော့တွေနဲ့အလားပြပစ္စည်းတွေထွက်ကျလာခဲ့ပါတယ်နောက်တရက်မှာပဲဆူအန်တို့ဇုံတွေအိမ်ပြန်ကိုနောက်ရောက်ခံလိုက်လာပြီးနေတဲ့အိမ်ကိုတိအောင်လုပ်ခဲ့ပါတယ်ရလာတဲ့တော့တွေနဲ့ဆူအန်နေတဲ့အိမ်နဲ့ထီကိုဝင်းနေခဲ့ပါတော့တယ်ညီမလေးကယ်လီကလည်းခီးသွားနေတဲ့အချိန်ဖြစ်လို့ဆူအန်တယောက်တည်းအိမ်မှာရှိနေခဲ့တာပါဆူအန်ကတော့သူတယောက်တည်းရှိတယ်ထင်တယ်ပဲပုံမှန်တိုင်းပဲအဝတ်တွေချွတ်လဲရေတွေချိုးလို့ပေါ့ငနေချင်ချိလိုက်တန်လုံချက်ကတော့9ဖလက်ပါပဲအိတ်နေတဲ့ဆူအန်ကိုဘော်ကဆောင်းလေးကွာကျသွားခဲ့တာတောင်ပြန်ချုံပေးခဲ့ပါသေးတယ်မနေ့ကအိယာတို့တော့ဆူအန်တယောက်ရုံးကိုသွားခဲ့ပါတော့တယ်ချင်ချိလိုက်ကတော့အိမ်ထဲမှာတယောက်တည်းထင်တိုင်းကျဲနေခဲ့ပါတယ်တိုက်တိုက်ဆက်ဆိုင်ပဲခီးသွားရကပြန်လာတဲ့ကယ်လီအိမ်ထဲကိုဝင်လာတော့ချင်ချိလိုက်တယောက်အမြန်ဝင်ပုံးနေရင်ကခီးဆောင်အိတ်တွေနဲ့ပြန်လာတဲ့ကယ်လီကိုအကဲခတ်နေပါတယ်အိမ်သားတကားဆွဲဖွဲ့မှာအထဲဝင်နေတဲ့ချင်ချိလိုက်ကိုရုတ်တရက်တွေ့လိုက်ပြီးကယ်လီတယောက်လက်အောင်ကထွက်ပြေးခဲ့ပါတော့တယ်ဒါပေမဲ့ချင်ချိလိုက်လက်ကပြေးမလွတ်ခဲ့ပါဘူးကယ်လီကိုတတိလစ်မေမျောသွားအောင်လို့လုပ်ပြီး
သူ့ကားပေါ်ကိုတင်ခေါ်သွားခဲ့ပါတော့တယ်အခုတော့စူအန်တယောက်နောင်တတွေရနေခဲ့ပါပြီပျောက်သွားတဲ့အိတ်ထဲမှာအိမ်တော့တွေပါသွားကြတဲ့ကတော့တွေပြန်လဲဖို့စဉ်းစားထားပေမဲ့နောက်ကျသွားခဲ့ပါပြီသူတို့စုံတွဲအိမ်ပြန်လာတဲ့အချိန်မှာပဲကယ်လီရဲ့ခီးဆောင်အိတ်တွေနဲ့အိမ်ထဲကပစ္စည်းတွေဟာဖျို့ဖျဲတဲ့ကျမ်းမြေပေါ်မှာပြန်ကျဲနေခဲ့ပါတော့တယ်အိမ်ပေါ်မှာသဲလွန်စားတွေလိုက်ရှာနေတော့မှပဲလမ်းပေါ်ကနေကားဟွန်းတန်ကြလို့ထွက်ကြည့်လိုက်တော့ချင်းချိလိုင်ကကယ်လီရဲ့ဓာတ်ပုံလေးကိုထောင်ပြခဲ့ပြီးချန်တူဝန်တို့ခေါင်းတိတ်မဆအောင်လူလုံးထွက်ပြပြီးအတိတ်ဆိမ့်ပေးခဲ့ပါတော့တယ်အိမ်ထဲမှာတွေ့ခဲ့တဲ့လက်ဝေရာတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့စိတ်တစလူသမားချင်းချိလိုင်လက်ဝေရာနဲ့တူနေတာတွေ့ပြီးအားလုံးကြောက်လန့်ကုန်ပါတော့တယ်ကြောက်သွားတဲ့ကယ်လီအတွက်လည်းအားလုံးစိတ်ပူသွားခဲ့ကြပါတော့တယ်ရဲဌာနအဆောက်အုံထဲမှာချန်တူဝန်နဲ့ဆူအန်တို့အဖွဲ့တွေခေါင်းချင်းဆိုင်ပြီးတိုင်ပင်တုံးမှာပဲချင်းချိလိုက်ရဲ့ဖုန်းကဝင်လာခဲ့ပါတယ်ကယ်လီကိုလိုချင်ရင် Central ဂုံတိုက်ကိုစူအန်တယောက်ထဲလာခဲ့ဖို့ဘသူ့ကိုမှမခေါ်လာဖို့ပြောခဲ့ပါတယ်ဂုံတိုက်ကိုသွားဖို့ချန်တူဝန်တို့အဖွဲ့အားလုံးတိုင်ပင်ချိတ်ဆက်ထားကြပါတယ်တကယ်တမ်းသွားတဲ့လမ်းတစ်ဝက်အရောက်မှာတော့ချင်းချိလိုက်ကစူအန်ကိုနေရာပြောင်းချိန်လိုက်ခဲ့တော့ချန်တူဝန်တို့အဖွဲ့တွေမျက်ခြေဖြတ်ခံရပြီးချိန်တဲ့နေရာကိုစူအန်တယောက်ထဲသွားရခဲ့ပါတော့တယ်ချင်းချိလိုင်ခိုင်းတဲ့အတိုင်းဆက်ရုံဟောင်းကြီးတဲ့ဝင်လိုက်တာနဲ့စူအန်တယောက်အလစ်အငိုက်အတွေ့ခံလိုက်ရပြီးလောကကြီးနဲ့ခဏတာအဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်ဒီတစ်ခါမှာတော့စူအန်တယောက်ချင်းချိလိုက်အိမ်ကိုရောက်ရှိနေပါပြီကျိုးတွေနဲ့ချုံနှောင်ခံထားရတဲ့စူအန်ရှိမှာပဲငနေကြီးကကောက်ချောင်းလှတဲ့ကယ်လီကိုစပယ်ရှယ်ပြုစုပေးနေပါတယ်ဒီနေရာမှာ18ပလက်လေးနည်းနည်းပါတာဖြစ်လို့အများတို့ကိုပြောမပြတော့ဘဲနဲ့ကျွန်တော်ဖာသာကျွန်တော်ပဲအဝထိုင်ကြည့်ခဲ့ပါတော့တယ်ကိစ္စဝိစ္စတွေပြီးသွားတော့ပေမျောနေတဲ့ကယ်လီကိုခဏထားခဲ့ပြီးကျွတ်တုပ်ထားတဲ့စူအန်စီကိုသွားကသူ့ရင်ဘက်မှာတံမူချောင်းနဲ့ဖိထားတဲ့စူဆိုတဲ့အတူကောက်စလုံးလေးကိုစူအန်ခြေပွားမှာပါတံမူရဲရဲနဲ့ဖိကပ်ပြီးသူဘလောက်ထိချစ်ကြောင်းတော်ကီတွေပွားခဲ့ပါတယ်ဒီလိုချိန်မှာကယ်လီရုတ်တရက်ရောက်လာပြီးမနေ့ခေါင်းကိုစွန့်ကြည့်လောင်းပါတယ်မနေ့အဝေးလွန်သွားတော့မှစူအန်ချီထားတဲ့ကျိုးတွေကိုအမြန်ဖြုတ်ပေးပါတယ်ချက်ချင်းပဲမနေ့ပြန်ရောက်လာပြီးကယ်လီကိုပြန်ဖမ်းဖို့ကြိုးစားခဲ့ပါတယ်ပလတ်စတစ်အိတ်တွေနဲ့ဒယူတီယာစူဆောင်းထားတဲ့ပေါင်ပြတ်တွေထားတဲ့အခန်းထဲမှာကယ်လီကိုပြန်ဖမ်းမိပြီးစူအန်ရှိမှာပဲလေဘင်းကိုလိန်ချိုးပြီးတပ်ပစ်ခဲ့ပါတယ်ပြီးတော့ကယ်လီကိုပြုတ်ကျင်တယ်လို့စူအန်စီကိုလည်းမူစကူဒူဖို့ရသွားတော့မှာပဲစူအန်လွတ်ထွက်သွားပြီးစေမီခွက်နဲ့ကောက်အပေါက်မှာပေါင်ပြက်ပြခန်းကြီးမီးဆွဲပြီးချင်းချိလိုက်တယောက်စွန့်အားသွားချိန်မှာပဲစူအန်ကအချိန်မဆိုင်ပဲတနက်နဲ့ပြစ်လို့ငနေကြီးထွက်ပြေးသွားခဲ့ပါတော့တယ်မိမဖြစ်သူကယ်လီအသက်ခံရလို့ယူကျုံမရဖြစ်နေတဲ့စူအန်ကိုနှစ်သိမ့်ပေးနေရင်ဖန်ခံထားရတော့မှဟိုကနေကြီးကစူအန်ကိုအာရမပြုကျင်သေးသလားလို့ချန်တူဝန်ကမယုံသင်ကားနဲ့မေးကြည့်နေခဲ့ပါသေးတယ်စိတ်ရှုပ်ထွေးမှုတွေနဲ့အတူချန်တူဝန်တယောက်လမ်းလျှောက်လာတော့လမ်းကြားတစ်ခုမှာကလေးငိုတန်ကြားလို့သွားပြီးအကြည့်မှာပဲချင်းချိလိုက်လက်ကွက်ထဲဝင်သွားခဲ့ပါတယ်လူတစ်ပြန်ကိုတစ်ပြန်ချုပ်ကြလောက်ကြရတဲ့နောက်ဆုံးမှာချင်းချိလိုက်ကသတိလစ်နေတဲ့ချန်တူဝန်ကိုစက်ယုံဟောင်းတစ်ခုစီခေါ်သွားခဲ့ပါတော့တယ်။လုတ်ဖို့ကိုင်းဘက်တွေနဲ့ပြက်ထွက်လာရင်သူ့ကားဘေးကနေချင်းချိလိုင်ကားဖြတ်မောင်းသွားတာမြင်လို့စူအန်ကတောက်လျှောက်ဖဲကားနောက်ကိုလိုက်ခဲ့ပါတယ်။ကားဝင်သွားတဲ့စက်ယုံနဲ့ရောက်တော့သူ့တနက်ကိုထုတ်ကင်ပြီးအမောင်နဲ့ဆန်တဝါဝါနဲ့ငနေကြီးကိုရှာတော့ရုတ်တရက်အတန်ကြားတဲ့နေရာတစ်ခုကိုပစ်ထည့်လိုက်ပါတယ်။ဇက်တိုက်ပြစ်လိုက်ပါတယ်။တေချာသွားကြည့်တော့တနက်ချီစံကကျိုးတုတ်ခံထားရတဲ့သူ့ချစ်သူချန်တူဝမ်ရဲ့ရင်ဘတ်မှာအပေါင်များစွာနဲ့ဖြစ်နေခဲ့ပါတယ်။စူအန်ကြေကွဲမှုတွေကအစမတန်ပါပဲ။စူအန်နောက်ကထက်ချက်မကွာလိုက်လာတဲ့ရဲဌာနကအပေါင်းအသင်းတွေကစူအန်ကြီးစံတွေနဲ့ချန်တူဝမ်အသက်ပြောက်နေတာမြင်တော့အံ့ဩသွားခဲ့ပါတယ်။ထက်ရရှိကချန်တူဝမ်သေးတာစူအန်လက်ချက်ဆိုပြီးဝန်ထမ်းကတွေတနက်တွေသိမ့်ပစ်ခဲ့ပါတယ်။စိတ်တန်ရာတွေပြစ်ကျက်နေတဲ့စူအန်ကပတ်ဝန်းကျင်နဲ့ဝေးတဲ့နေရာမှာအချိန်တော်ကြာကြီးအချိန်ဖြုံးနေခဲ့ပါတယ်။သိမထူးနေမထူးဖြစ်နေတဲ့စူအန်ဟာသူ့ချစ်သူချန်တူဝမ်ရဲ့ဇာပနာအခမ်းအနားကိုလာပြီးဂါရဝပြုတော့ထက်ရရှိထံလူသမားဖမ်းကျင်လို့သူ့ကိုတာဝန်ပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ခွင့်မပြုခဲ့တာကြောင့်လုတ်ဖို့ကိုင်ဘက်တယောက်နဲ့လက်ဝါးချင်းရိုက်ပြီးတနက်ကိုလူကကားစီးနဲ့ထွက်ပြေးခဲ့ပါတော့တယ်။ချေရတဲ့သူတွေဆုံးရှုံးရပြီးတဲ့နောက်မှာစူအန်စီမှာနောက်ဆုံးကျန်တာအမေတယောက်ပဲရှိပါတော့တယ်။သူ့အမေကိုပြစ်မှတ်ထားနိုင်တဲ့တွေးပြီးကားရဲ့ဥတီယာကိုတက်ကြီးစောက်ရှောက်ရေးခေဟာဘက်လှည့်လိုက်ပါတယ်။ခေဟာအတွင်းထဲရောက်တော့စောက်ရှောက်ရေးဝန်ထမ်းတွေလောလောလတ်လတ်အသက်ခံထားရတာတွေ့ရပါတယ်။တနက်ကိုကြစ်ကြစ်ပအောင်စုပ်ပြီးအခန်းကျယ်တစ်ခုရဲ့တကားကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့ Happy Birthday ဆိုတဲ့ဆူတောင်းတန်တွေနဲ့အတူခေဟာမှာရှိတဲ့
အဖိုးအဖွားတွေကသူ့စီပြေးလာခဲ့ကြပါတယ်လူရဲ့နောက်ဆုံးမှာအမေနဲ့အမေခုံဘူးပေါ်ဓားပြားတစ်ချောင်းမတိမတာတရင်မထီတထိပြုံးနေတဲ့ရန်သူတော်ကြီးချင်းချိလိုက်မှာတွေ့လိုက်ရပါတော့တယ်ခေဟာကိုလာပြီးကျွန်တော်ကစူအပ်ချစ်သူပါသူ့ပွဲနေမှာ surprise လေးလုပ်ပေးခြင်းလို့ဆိုပြီးစူအပ်အမေနဲ့အဖိုးအဖွားတွေကိုလိမ့်လဲပြီးတော့ခေဟာတဲ့ထိရောက်လာခဲ့တာပါစူအပ်ကတော့မျက်စိမျက်နှာတွေပြက်နေပေမဲ့ဘိုးဘွားတွေကမသိရှာခဲ့ပါဘူးသူမျိုးတွေအတွက်ဝမ်းသာအားရဆူတောင်းပေးနေခဲ့ကြပါတယ်ဇုံတွဲအကတွေနဲ့ပါဖြောပြေးပေးနေရင်စူအပ်စီကတနက်ကိုငနေကြီးကအตาရာသိမ့်ယူသွားခဲ့တာပေါ့စူအပ်နဲ့ဘိုးဘွားတတိုက်ရှုပ်ရှက်ခတ်နေတာကိုခွင်ကောင်းယူပြီးစူအပ်အမေကိုဆွဲခေါ်ပြီးခေဟာအဆောက်အဦရဲ့အပေါ်ဆုံးထိခေါ်သွားပါတယ်စူအပ်ကလည်းနောက်ကနေလိုက်လာရင်အပေါ်ဆုံးလဟာပြင်ထိရောက်လာပါတယ်စူအပ်အမေကိုကျိုးနဲ့တုပ်ပြီးချီထားတာကိုတွေးရပါတယ်တာမန်ယောက်ျားတွေထက်တောင်တန်မာလုံးနဲ့ချင်းချိလိုက်လို့လူကိုမိမသားစူအပ်တယောက်အလူးလဲပြန်ဖိုက်နေရပါတယ်တကိုယ်လုံးလဲနာကျင်နေပါပြီကြောင်ကြီးကကြွက်ကလေးတစ်ကောင်ကိုစော့တယ်လို့မျိုးစူအပ်ကိုကစားနေတာပါစူအပ်အဝေးကိုလွတ်ထွက်သွားပြီးတဲ့နောက်ကနေကစူအပ်အမေနာကပ်ပြီးတနက်ဖောက်ချင်းချောက်ခါစူအပ်ဘောင်းမီကိုအတင်းချွတ်ခိုင်းပါတယ်သူရမ်းကြိုက်တဲ့ပေါင်တန်လေးကိုတစိမ့်စိမ့်ကြည့်ကျင်လို့ပါဒါကိုသိတဲ့စူအပ်ကအဘောင်းမီချွတ်ပြီးသူကြိုက်တဲ့ပေါင်တန်နေရာကိုဓာတ်နဲ့ချက်လိုက်ပါတယ်ပေါင်တန်ဖြူဖြူမှာအစင်းရာတွေနဲ့သူတွေထွက်လာပြီးခေါက်ကြောင်ကနေကြီးလဲသူပိုင်တဲ့ပေါင်တန်ဖြူလေးကိုဖြက်လို့ဖြက်စီလုပ်တဲ့စူအပ်ကိုဒေါသထွက်သွားပြီးအတင်းလိုက်ဓာတ်နဲ့ခုတ်ပါတော့တယ်ဒေါသတကြီးနဲ့အသေးလိုက်ခုတ်ဖို့ဆုံးဖြတ်ထားတဲ့ငနေကြီးကအပေါ်ကနေအားကြီးနဲ့ဓာတ်နဲ့မိုးဖိထားတော့စူအပ်ကသူ့ခွားစုံကိုဒူးနဲ့စောင့်တိုက်ပြီးဘေးနားမှာရှိတဲ့တန်ကြွန်ကျိတ်ကောက်နဲ့ငနေရဲ့ခြေသလုံးကိုဖောက်ထွက်သွားအောင်လှမ်းချိတ်ခါအားရပါရပြစ်ကန်လိုက်တာချင်းချိလိုက်ရင်တိုက်အောက်ကိုစောက်ထိုးကျသွားပါလေရောတန်ကျိတ်ကောက်မှာပါလာတဲ့ချိုးကြီးတဲ့ညှိပြီးတော့လေထဲတင်တန်လန်းကြီးဖြစ်နေပါတယ်မင်းငါ့ကိုမတည့်ရဲပါဘူးအခုချက်ချင်းအပေါ်ကိုဆွဲတင်ပေးအဲ့ဒီကျိုးကိုဆွဲတင်လိုက်ဘာညာနဲ့စူအန်ဒေါသထွက်အောင်သူ့ကိုမသိမရှိတဲ့နှိပ်စက်ခံရမယ့်အစားမြန်ဝှစ်ကြအောင်အောက်ကနေကုန်းအောင်နေပါတယ်စူအန်အတွက်ကလည်းသူ့လက်နဲ့မှဒီငကြောင်ကိုမတက်ရရင်သူ့ညီမကယ်လီနဲ့ချစ်သူချန်တူဝမ်အတွက်တာဝန်ကျေမှာမဟုတ်ဘူးဆိုပြီးတော့ဂျိုးကိုအမြန်ဖြတ်ချလိုက်ပါတော့တယ်တိုက်အောက်ကိုအရှိန်ပြင်းပြင်းနဲ့ဆက်ကျသွားပြီးစိတ်တစလူသမားကြီးချင်းချိလိုက်လူမိုက်ဇသိန်းဖြစ်သွားပါတော့တယ်သူငယ်ငယ်ကရခဲ့တဲ့စိတ်တန်ရာတွေကြောင့်ကောင်မလေးတွေကိုမူရင်းချင်းပေါင်နေဖြတ်တက်တဲ့လူယုံမာကြီးကတော့သွေးတွေအံပြီးလူလောကကနေအပိတိုင်ထွက်သွားပါတော့တယ်ကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နှစ်သက်သဘောကျတယ်ဆိုရင် like and subscribe လေးနဲ့ချီးမြှင့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ